ခမရတို့ဖြစ်စေခြင်းတဲ့အတိုင်းတွေဖြစ်ကုန်ပြီလောကဝိပတ်ကာလဝိပတ်နောက်ပိုးတက်ပြည်သူကိုဒုက္ခပေးတဲ့ကောင်စပြီးပြည်သူတန်နေပြန်ပြီးတင့်နေပါပြီစလာပြီအဲ့တော့ဒီကနေ့မတန်မရာတွေလို့မတန်မရာတွေပြောတော့ချီးစိမ့်ပန်းထားတဲ့စိုးတဲ့အာယုံကြောညက်လို့ခွဲစိတ်ခန်းဝင်ရတဲ့မာလာတမနာမဖြစ်ပဲဂီလာနာဖြစ်သွားရရှာပြီဖြစ်တဲ့မာလာမင်းအောင်လိုင်ဟာတမနာဖြစ်မယ်မဖြစ်ဘူးကိုဘသူတက်ပြောရည်သူကတော့တမနာယူနေတယ်ဒါပေမဲ့မတန်မရာတွေလို့ရင်မိုးကျုံငယ်တွေပြစ်ချတတ်တယ်ဆိုတယ်လို့ပဲဒီကနေ့မင်းအောင်လိုင်ဟာစစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်အရာပြောမယ်ဆိုရင်အာယုံကြောညက်လို့2နာရီကြာခွဲစိတ်ပြုပြင်ခဲ့ရပါတယ်တဲ့ခွဲစိတ်ခဲ့ရပါတယ်တဲ့အဲ့ဒီခွဲစိတ်မှုကို20ရက်နေ့မှာဒီမတ်လ20ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်2နာရီကြာအခုတော့ပျောက်ကင်းသွားပြီးတိုင်းပြည်တော်ဝင်များကိုထမ်းဆောင်နေပါတယ်ဖြစ်နိုင်လားခွဲစိတ်မှုတစ်ခုလုပ်တယ်ဆိုရင်2ရက်နဲ့ပျောက်သွားတာကလင်ကကြစ်လုံနေကြသတင်းဌာနတွေဖြစ်တဲ့ဇော်မဲလုံးတို့ဘာတို့ကတော့ကလင်ကြဆဲပါဒီကနေ့မှာမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာတမနာမဖြစ်ပဲဂီလာနာဖြစ်သွားပါတယ်သူရဲ့ခွဲစိတ်မှုဟာတာမန်ခွဲစိတ်မှုမဟုတ်ဘူးလို့သိရပါတယ်အလုံးမင်းစိတ်ဖြည့်ဆည်းမှုများခြင်းအရက်ကဖိအားတွေကိုရင်ဆိုင်နေရခြင်းအပါအဝင်ကာလဝိဘတ်နောက်ဘိုးတက်တဲ့ဝစ်လေတဲ့အခြေအနေတွေတမနာလုံးမယ်ဆိုပြီးမတန်မရာမျှော်မှန်းမှုကြောင့်ပြည်သူကျိန်စာပြည်သူဖြစ်စေခြင်းနဲ့မသိမရှင်နဲ့ဘဝကြီးဟာဒီတိုင်းပဲအဆုံးသတ်သွားမယ်အခြေအနေတခုကိုညီမစစ်ကောင်းဆောင်မင်းအောင်လှိုင်ဖြစ်သွားနိုင်သလားစိတ်ဝင်စားဖို့ရန်ကောင်းပါတယ်ပြည်သူလူထုဟာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုအင်မတန်မှမုန်းတီးကြပါတယ်နာကြီးကြပါတယ်ယွန်းရှာကြပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကြောင့်မြန်မာပြည်ဟာကုန်းကောက်เสียမရှိအောင်မွဲပြကျသွားပြီးဒီနေ့ဒီအချိန်ဆိုရင်စီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးဘယ်နေရာမှာမှအဖတ်ဆယ်လို့မရအောင်မှောင်မိုက်ဒုက္ခတွေများနေကြပါတယ်။ကုန်စိမ်းနှုန်းတက်တယ်အလောက်ကန်ရှားပါတယ်။ဒါတွေအပြင်ကိုပြည်သူလူထုကိုရဟန်းတန်ဃာတွေကိုဘုံကျဲတပ်ဖြတ်မှုတွေရဲ့ဝိပတ်ချမှာစလာပါပြီ။အဲ့တော့အာနာသိမ့်ပြီး9နှစ်အတွင်းမှာပထမဦးဆုံးစစ်ကောင်းဆောင်ခွဲစိတ်ခံရလို့ထုတ်ပြန်တဲ့သတင်းဟာတာမန်အခြေအနေတော့မဟုတ်ပါဘူးအဲ့တော့တခါတလေမှာလူကြီးတွေပြောဘူးပါဗျကိုဖုံးကုတ်ကန်နဲ့မတန်မရာတွေလုံရင်ငယ်လေးကိုမိုးကြိုးပစ်တယ်လို့မတန်မရာတွေမပြောနဲ့ချီးစိမ့်ပန်းလိမ့်မယ်ဆိုတဲ့စကားချားဘူးတယ်မလားအဲ့တော့တမနာဖြစ်ရှင်ကြတဲ့မင်းအောင်လှိုင်ဟာရုံမာမှုမရိုင်းမှုမုံတီးမှုပြည်သူချိန်စာတွေကြောင့်တမနာမဖြစ်ခင်ဂီလာနာဖြစ်သွားနိုင်တယ်လို့ကျွန်တော်ကဟောကင်းထုတ်ချင်တယ်ဗျဘာကြောင့်ဒီအချက်ကိုပြောလဲဆိုတော့ကျွန်တော်ဒါလေးမပြောခင်အခြေအနေလေးကိုဖတ်ပြမယ်မြန်မာစစ်တပ်အာဏာသိမ်းစစ်တပ်အတွက်သတင်းစိုးတွေအတော်များလာပါတယ်နားထောင်ချင်ကြလားအဲ့တော့ခွဲစိတ်ခံရတယ်ခွဲစိတ်တယ်အာယုံကြောမညပဲကွာအုံနောက်သွေးကြောပြတ်သွားရမှာအဲ့လိုပြောတော့မကောင်းပါဘူးအဲ့တော့နောက်တဲ့သတင်းစိုးတစ်ခုရှိပါသေးတယ်ဗျAmerican Scan ကိုတိုက်ခိုက်ခဲ့တဲ့အီရန်နိုင်ငံလုံး drone တွေမှာမြန်မာကုမ္ပဏီကတင်သွင်းတဲ့မော်တာအစိတ်ပိုင်းတွေပါဝင်နေတဲ့ဆိုတဲ့သတင်းတစ်ခုထွက်လာပါတယ်အဲ့တော့အီရန်ရဲ့ Sarat 107 Cabo Fiber နဲ့ပြုလုပ်ထားတဲ့စလင်နာပုံစံကိုတွေပါရှိတဲ့တစ်ခါသုံး drone ဒီ drone ကိုတင်စီရမိတဲ့အချိန်မှာမော်တာတွေကို drone တွေကိုတစ်ခုချင်းပြန်လဲစစ်ပြီးတော့ပြန်လဲဘေဘီစီးတွေတုံးတယ်ဘလူးတုံးတယ်ဘလူးတိုက်ခိုက်တယ်ဆိုတာကိုအစီရင်ခံစာတင်သွင်းကြရမှာပေါ့ဗျာစီရေးအစီရင်ခံစာအဲ့ဒီမှာအန်ထိုးဆန်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်အဲ့ drone မှာဗမာပြည်ကတင်သွင်းတဲ့မော်တာပါနေတယ်ဂျမန်နိုင်ငံဟောင်ကောင်ခြေစိုက်ခန့်ချီရေးကုမ္ပဏီတစ်ခုတို့ပို့ဆောင်ခဲ့သောကုန်စည်တင်ပို့မှုရဲ့အစိတ်ပိုင်းအဲ့တော့ဒီကုန်တာတွေကိုမြန်မာနိုင်ငံကကုမ္ပဏီတစ်ခုဝယ်ယူခဲ့တယ်2020ခုနှစ်ဇူလိုင်2023ခုနှစ်ဇူလိုင်လထိအီရန် drone တွေပါဝင်သောမော်တာစုစုပေါင်းအလုံးကြီး300ကျော်ဝယ်ခဲ့တယ်ဆိုတဲ့အချက်လက်တွေတွေ့ရတယ်အဲ့တော့ဒီ drone မော်တာတွေဟာဒီ drone မော်တာတွေကိုတင်သွင်းတဲ့ကုမ္ပဏီဟာ
မြန်မာစစ်တပ်ရဲ့ကပ္ပစအတွက်လေတဲ့ရဟတ်ရဲ့အစိပ်ပိုင်းတွေဝယ်ယူပေးနေတဲ့ကုမ္ပဏီတို့လည်းသိရတယ်ဆိုတော့စစ်တပ်ကပိုင်တဲ့စစ်တပ်နဲ့ပတ်သက်သူတယောက်ပိုင်တဲ့ကုမ္ပဏီပေါ့ဗျာရှင်းရှင်းပြောရရင်တော့နော်ချုပ်ပြောလိုက်အဲ့တော့အမေရိကန်ကဒီ drone တွေရဲ့အစိပ်ပိုင်းတွေဘယ်ရောက်ဝယ်လဲလို့လေ့လာတဲ့အခါမြန်မာပြည်ရောက်ကုမ္ပဏီတစ်ခုစီကဝယ်ယူတက်ဆင်ထားတာတွေ့ရတယ်ဆိုတဲ့အချက်ပေါ့ဗျာအဲ့ဒါအိမ်မကောင်းဖြစ်နိုင်မလားမင်းအောင်လိုက်လို့ပြဿနာတော့တက်ပြီပြူရှေ့မချခင်မှာလဲ FBI ကမြည်သည့်နိုင်ငံတွင်းကိုမဆိုကြားဖြတ်နဲ့ပတ်သက်တဲ့ကိစ္စတွေဝင်ရောက်ဖမ်းဆီးမယ်လို့တရားဝင်ကောခေါ်တာတွေမနေ့ကပဲနေပြီးတော့အဝင်တိုးဂိတ်တွေကိုဇာမီနဲ့ဝရစိန်ကသူ့ရဲ့ဂျမ်ပါတွေကိုကြော်ပြီးတော့ဒုံးနေတဲ့အသိကဒုံးနေနဲ့ပြစ်ခွဲပလိုက်တယ်ဟာဒီနေ့တခါထပ်ပြီးတော့အီရန်ဒုံးတွေပါဗမာငေါ်တာတွေပါတယ်တဲ့ကဲနောက်တစ်ခုထပ်ကြည့်အောင်ညီကလေးတစ်ခုဒီနေ့ထပ်လုပ်ပါတယ်နေပြီးတော့မှာပါနေပြီးတော့ပြင်းမနာကိုဘိုးပြုတ်ပြီးတော့အင်အား 4.4 ညီကလေးလုပ်တယ်အဲ့တော့တိတိတတ်တာကိုပြည်သူလူထုခံစားလိုက်ရတယ်အိမ်တွေလှုပ်တယ်အထက်မြင့်ကပြည်သူလူထုတွေတော့ခုံချကြတယ်ပေါ့ဗျာအဲ့တော့ 4.4 ဆိုတော့2025မတ်လမှာလှုပ်ခဲ့တဲ့ငလင်ကတော့9.9 အဆင့်ရှိငလင်လုံးမှုတွေကအလကားလှုပ်လာတာမဟုတ်မဟာပထဝီမြေကြီးကလှုပ်ခါရမ်း၍တတိပေးနေပြီအဲ့တော့မကြခင်မှာပြည်တော်စုလွတ်တော်ကိုခေါ်ပြီးတော့တမနာနဲ့ဒုတမနာရွေးချယ်မယ်လို့လှုပ်ဆိုင်ပြင်းနေတဲ့မင်းအောင်လှိုင်ဟာအခုခါချောညက်လို့စေးရုံတိုက်ပြီးခွဲစိတ်မှုလှုပ်ရပါတယ်ဆိုတဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးစိတ်ကောင်းစွာပဲတမနာရွေးချယ်ပွဲကိုရွှေဆိုင်တာလားကျမ်းမာရေးကြောင့်အနားယူမယ်လို့ပြီးတော့ဖုတ်ဖက်ကပြစ်ချစေးသွားခုမယ်ဆိုပြီးနိုင်ငံခြားကိုတိတ်တိစိတ်ရှောင်တိန်ထွက်ပြေးဒါမျိုးတွေလုပ်ဖို့အကွက်စင်တာလားအချိန်ကြီးကတော့တစုံတစ်ခုအပြောင်းလဲဖြစ်လာနိုင်လိမ့်မယ်အနေထားတစ်ခုပေါ့ကိုတရွေချင်းတလန်းလာနေတယ်ဒီလိုမရောက်လိုက်အရေးပေါ်ခွဲစိတ်မှုလုပ်ပြီးတော့ဂီလာနာဖြစ်သွားတဲ့အတွက်ဝမ်းသာပျော်ရွှင်လုံးလို့ဘကိုးရွှေမော်တော်ဖရာကြီးချင်းပပြီးဘကိုးရွှေမော်တော်ဖရာပွဲကြီးချင်းပပြီးဘကိုးရွှေမော်တော်ဖရာပွဲမှာမရောက်လိုက်အာယုံကျော်ညက်အမေအစာအုံနောက်ကျော်ပြက်ပါလားဆိုပြီးတော့ခွဲစိတ်တယ်ဒဏ်ရာရတယ်စိတ်ုံတက်ရတာကိုဝမ်းသာဂုဏ်ယူစွာနဲ့ဘကိုးရွှေမော်တော်ဖရာပွဲမှာစမ်းရည်မိုးအောင်စပူစက်တပင်ကြီးတွေနဲ့ချင်းချင်းတဲ့ကျင်းပပြီးတခါလားပြည်သူလူထုဟာဝမ်းသာအားရစွာမင်းအောင်လိုက်ဒဏ်ရာရခွဲစိတ်ရတဲ့အတွက်ဝမ်းသာပျော်ရွှင်သွားစပွဲလက်မှတ်တွေကိုစီတန်းတန်းစီပြီးဝယ်နေရတယ်ဗျတိလားသူတို့လည်းပြောရှာမှာပေါ့လေမင်းအောင်လိုက်ကစိတ်ုံတက်ခွဲစိတ်ပြီးအခက်မသိရင်မတာပေါ်တယ်လို့ဖြစ်သွားမှာအခက်နည်းနည်းလေးသိရင်ကီလာနာကြီးဖြစ်ပြီးခါကြီးတစ်ချမ်းဆောက်ဆက်ကြီးတစ်ချမ်းဆောက်ပြီးတော့ကတုံကရင်ဖြစ်သွားမှာမတန်မရာတွေလို့တော့ချီးစိမ့်ပန်းတာပေါ့ဗျာငယ်လေးပါမိုးချိုးပြစ်လိုက်ပြီဆိုတော့ဒီတရင်ကိုကြားတဲ့အချိန်မှာကျွန်တော်တော့စကြည့်မိတာပေါ့ခုနပြောသလိုပေါ့အနာသိန်း9နှစ်တာကာလအတွင်းမှာမင်းအောင်လိုင်းကချင်းအောင်ရင်ပိုးတော့မတန်းဘူးဘာမှနာစီချောင်းဆိုးတော့မဖြစ်ဘူးအာတရင်မှလည်းမထုတ်ပြန်ဘူးဒီတရင်လက်ရှိခွဲစိတ်တယ်အာယုံချိုးညက်လို့ခွဲစိတ်တယ်ဆိုတဲ့တရင်ထုတ်ပြန်တာဟာအကြောင်းမဲ့တော့မဟုတ်ဘူးဘာတွေကလင်စီညမ်းစင်ပြီလေဆိုတဲ့ကိစ္စတခုစဉ်းစားရမှာဖြစ်တယ်လို့အခြားတစ်ဘက်ကစဉ်းစားကြည့်ပြန်ရင်လေတမရဆိုတဲ့တိုင်းပြည်ရဲ့ခေါင်းဆောင်ယာဒူးနဲ့မထိုက်တန်တဲ့မင်းအောင်လိုင်ကိုပြည်သူလူထုရဲ့မြစ်တာပို့တာမှုကြောင့်လောကတဘာဝိထတရားတွေနဲ့လောကပါဠနာမင်းတွေကတန်ခတ်နေပြီဒီကောင်တမရမဖြစ်ထိုက်ဘူးရုပ်မာသူဒီတိုင်းပြည်ဥဆောင်သူမဖြစ်ထိုက်ဘူးဒါကြောင့်မမြင်ရတဲ့လောကပါဠတဘာဝိထတရားတွေဟာမြေကြီးကိုလှုပ်ခတ်ရတော့၎င်းရေပြင်ကိုစူပွက်ရတော့၎င်းပြသနေပါတယ်ဟော်ကင်းတကူထုတ်လိုက်မယ်မင်းအောင်လိုင်ဟာတမနာမဖြစ်ပဲဂီလာနာဖြစ်ရင်ဖြစ်မဖြစ်ရင်ဝင်ဖန်းခံရနိုင်တဲ့အခြေအနေမျိုးကိုတွေ့နေရပါတယ်အဲ့လိုပြောလို့မင်းအောင်လိုင်စစ်ကောင်းဆောင်ကိုမုန်းလို့ချစ်လို့စစ်တပ်ကြီးကိုမုန်းလို့ချစ်လို့ပြောနေတာမဟုတ်ဘူးလောကတဘာဝတရားတွေကတန်ခတ်နေပြီမင်းအောင်လိုင်နဲ့စစ်ကောင်းဆောင်တစုဟာအမြဲတမ်းရေရာချီပါတယ်တရိုက်ဓာတ်ဆင်တွေလောက်ပါတယ်သူတို့အသက်အန္တရာယ်ကင်းရှင်းရေးသူတို့ဖုတ်ကန်မြင်မာရေးသူတို့အုပ်ချုပ်သူဘရင်ဖြစ်ရေးဆိုတဲ့
အတ္တမာနလောဘတွေနဲ့အမြဲတမ်းရရချေပါတယ်ဘုရားတွေထီးတင်ပါတယ်လမ်းတွေခင်းပြပါတယ်အရာတွေစောက်ပြပါတယ်ဒါတွေဟာပြည်သူလူထုကိုချစ်လုံးလို့လမ်းမဆက်သွေးချောပွေစေခြင်းလို့လုပ်ပြနေတာမဟုတ်ဘူးရရတွေလုပ်နေတာဖြစ်ပါတယ်ဒီရရတွေလုပ်ပြီးတော့အထက်လန်းဆရာအောင်လန်းဆရာသူ့ကိုဘယ်လိုခေါ်လဲသူတို့ကိုးကွယ်တဲ့ဒီလောကီဆရာတွေအားကိုးနဲ့မကောင်းမှုတွေရုပ်မာမှုတွေကိုစိတ်တိုင်းကြကျူးလွန်ပါတယ်ဥပမာတိတိကူဆရာတော်လို့ပေါ့ဗုဒ္ဓဘာသာဝင်မဟုတ်ရင်တပ်ပလိုက်တဲ့ဘာပြစ်မှမရှိဘူးလို့လွဲမားတဲ့အယူဝါဒတွေအောက်မှာခေတ်ကိုပြောင်းခြင်းခေါင်းကိုပြစ်လို့ပြောခဲ့တဲ့ဝစီပိတ်ဆရာတော်လို့လွဲမားတဲ့ဘာသာရေးဆရာတွေကြောင့်မလာဖက်တဲ့စေုပ်စုဟာတစုလုံးဟာရုပ်မာမှုမြောင်းစုံကိုကျူးလွန်ပြီးဝိပတ်ချမှာမကြောက်ဘဲမရိုင်းကျင်နိုင်မရိုင်းခဲ့ကြတာလောကကြီးဟာအာတမအားကောင်းနေတဲ့အချိန်မှာခိတ္တခဏအာရမရဲ့အရှင်ကိုလှုပ်ပေးထားလိုက်တာအကြောင်းပဲမဟုတ်ပါဘူးအဲ့ဒီအာရမရဲ့လေပင်မှာဓမ္မဆိုတဲ့ကြိုးကွင်းစွတ်လိုက်ပြီးတကာလအချိန်တိုင်းတစ်ချက်စောင့်ဆွဲတာနဲ့လေပင်အိပ်ပြီးအသက်ရှူရက်အသက်ထွက်သွားတဲ့အာတမဒီကဘာမှာစံပြုတ်စရာတမိုင်းတွေအများကြီးရှိပါတယ်အာရမဆိုတဲ့မတရားမှုယုံမှမှုတွေကိုဓမ္မဆိုတဲ့တရားမျှတမှုနဲ့အမှန်တရားဟာအမြဲတမ်းတိုက်ခိုက်ချီမုံနိုင်ခဲ့တာကြီးပဲဖြစ်ပါတယ်ဒါအပြင်မှာဝိကျွေးတွေပြည်သူလူထုရဲ့မေတ္တာတရားတွေပြည်သူလူထုပေါ်ရုံမှရိုင်းဆိုင်မှုတွေဟာကျမတစ်ဖက်လဲလာရင်တော့မလာစစ်ကောင်းဆောင်ဟာသူယူတုတ်ခဲ့ပြီးသူ့ရဲ့ယူတုမှုကြောင့်ပျက်စီးခဲ့တဲ့တိုင်းပြည်ရဲ့ဘဝပေါင်းများစွာရဲ့ကျိန်စာမေတ္တာပို့တန်တွေအောက်မှာလောကတဘာဝိတ္တတရားကြီးနဲ့လောကပါလာနတ်မင်းတွေကအချိန်ခါတင့်လာရင်တော့ဒီလိုအသေးတွေကစတဖြုတ်ဖြုတ်နဲ့ကြွေကြပြီးဏိဂုံးတမတ်အဆုံးတတ်ကြရပါတယ်အဲ့တော့တမရလုံမယ်တမရလုံဖို့တမရဖြစ်ဖို့တိုင်းပြည်လူဦးရေတန်းပေါင်းများစွာရဲ့ဘဝတွေကိုဖျက်ဆီးခဲ့တဲ့လူယုံမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာတမရမဖြစ်ခင်အချက်နှစ်ချက်ဖြစ်နိုင်ချေရှိပါတယ်လို့လူမြတ်ကျော်ကတဲ့တဲ့ခေါ်ခင်းထုတ်လိုက်ပါတယ်နံပါတ်1ကဂီလာနာသို့မဟုတ်နာရာရှည်ယောဂတဲ့နံပါတ်2ကဝင်ရောက်ဖန်ဆီးခံနိုင်ရခြင်းဒီနှစ်ချက်ဟာစိတ်ကူးရင်ပြီးမုံတီးမှုကိုအခြေခံမကျေနပ်မှုကိုအခြေခံလို့ပြောတာမဟုတ်ဘူးဆိုတဲ့အကြောင်းအရှိကအချက်လက်တွေကိုကျွန်တော်ပြသထားပြီးဖြစ်ပါတယ်တမရမဖြစ်ပဲဘာလို့ဂီလာနာဖြစ်မှာလဲအခုအာယုံကြောညက်လို့ခွဲစိတ်မှုကိုခံရတဲ့ကောင်အာယုံကြောညက်နဲ့အခက်မသိရင်အုံနောက်သွေးကြောပြတ်တတ်ပါတယ်အဲ့ဒီအာယုံကြောညက်လို့ထပ်ပြီးအခက်မသိရင်ထိတွေ့ကင်တွေ့ခံစားမှုတွေကင်းမဲ့သွားတတ်ပါတယ်နောက်တဲ့အခက်မသိရင်ကိုမာလိုယောဂမျိုးဝင်သွားတတ်ပါတယ်နောက်တဲ့အခက်မသိရင်အမေမေအလျော့လျော့စားချိန်အိတ်ချိန်စားလို့စားမှမသိအိတ်လို့အိတ်ရမှမသိတဲ့အသိမဲ့တဲ့ဘဝမျိုးကိုရောက်တတ်ပါတယ်အာယုံကြောအားနေတာတွေအာယုံကြောပြတ်တောက်တာတွေအာယုံကြောခံစားမှုအားနေလာရင်ဒီအချက်တွေတစားဖြစ်လာပါတယ်အာယုံကြောဖြစ်လာပြီဆိုတာ ਨੇ နံပါတ်1ကိုလက်လှုပ်ရှားမှုမရှိတဲ့လောက်နဲသွားတဲ့အခါကျတော့အောက်ပိုင်းသိတတ်ပါတယ်သို့မဟုတ်ခြေတလုံးကြောတွေပေါင်ကြောတွေလှုပ်မရတာတွေဖြစ်လာပါတယ်နောက်တစ်ခုအမြင်အာယုံဝေဝါးတတ်ပါတယ်နောက်တစ်ချက်အစားစားတောက်တဲ့နေရာမှာအရသာခံစားမှုမရှိတော့ပါဘူးအောင်ကြောနဲ့ပတ်သက်ဆက်ဆက်တဲ့ပြဿနာတွေကတစ်ခုပြီးတစ်ခုဖြစ်လာပြီးတကလားနာရာရှိယောဂါတဲ့ဒီဘဝနဲ့ဘိန်းတက်ကလထိုင်ပေါ်မှာဦးတန်းရွှေလိုတော်စာထန်ဖတ်နိုင်ရမယ့်ဘဝမျိုးကိုမရောက်တော့ပဲလူလုံးမလှပဲဏိဂုံးတမတ်အဆုံးတတ်မဲ့အခြေအနေတစ်ခုရှိပါတယ်နောက်တစ်ခုကဝင်ရောက်ဖန်ဆီးခံရနိုင်တယ်ဆိုတဲ့အချက်ကတက်တည်ပြချက်နှစ်ခုပါတစ်ခုက ICC ICJ အာဂျင်တီးနားနောက်ထပ်အနီးဆက်ဆုံးကတီမောနိုင်ငံကတရားစွဲဆိုမှုကမ္ဘာရာဇဝတ်ကောင်လူမျိုးတုံးတပ်ဖြတ်သူတရားခံအဖြစ်နဲ့မင်းအောင်လှိုင်နဲ့စစ်ဗိုလ်ချုပ်တစုဟာဝင်ရောက်ဖန်ဆီးခံနိုင်ရည်ရှိပါတယ်ဒါကတစ်ချက်နောက်တဲ့ဝင်ရောက်ဖန်ဆီးခံနိုင်တဲ့နောက်တစ်ချက်ရှိပါတယ်ကြားဖြတ်နေပတ်သက်သောသူများအဖြစ်အမေရိကန်ပြည်ထောင်စုကဝင်ရောက်ရေးယူဖန်ဆီးခဲ့မယ်ဆိုရင်အချိန်မီအဖမ်းခံနိုင်ရတဲ့အနေအထားရှိပါတယ်ကြားဖြတ်နေသူနဲ့ဘာပတ်သက်လဲဆိုရင်စောချစ်သူတို့စောတင်ဝင်တို့အုပ်စုဟာဘသူလက်အောက်မှာနေပြီးဘသူရဲ့မွေးမြူခြင်းနဲ့ကြားဖြတ်နေကိုလောက်ကိုင်နေတာဘသူကကြောတော့နောက်ခံပေးတာလဲဘသူကို share တွေခွဲပေးနေရတာလဲဆိုတာအမေရိကန် FBI ရဲ့ပါဝင်ကြားဖြတ်စစ်စင်ရေးဆောင်ရွက်သူအားလုံးဟာအချက်လက်ခိုင်မာရရှိထားပြီးဖြစ်ပါတယ်ဒါကြောင့်မို့စစ်ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ
သမရဖြစ်မဲ့ကံမပါလာပဲဒီအချိန်မှတိုက်ဆိုင်ဒီလိုထဖြစ်ပြီးဒီလိုကြီးညာချက်ထုတ်ရခြင်းဟာနံပါတ်1ချက်နာရာရှည်ယောဂတဲ့ဘဝနဲ့မတန်မယာမှန်းတော့ချီးစိမ့်မှန်းပြီးငယ်ရိပ်မွေပေါက်တဲ့အချိန်မျိုးနံပါတ်2ဝင်ရောက်ဖန်ဆီးခံရခြင်းမျိုးဖြစ်နိုင်ပါတယ်နောက်တစ်ဖက်ကသုံးသက်ချက်တစ်ခုထပ်ပြောအောင်နောက်တစ်ဖက်ကသုံးသက်ချက်အရာတော့ကျမ်းမာရေးမကောင်းလို့နိုင်ငံတစ်ခုရုရှားတို့တရုတ်တို့မှာစေးသွားကုမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ထွက်ပြေးဖို့ကြိုးစားတာလည်းဖြစ်နိုင်ပါတယ်ကဲရဲဘော်မိတ်ဆွေကြီးကတော့ဘယ်လိုထင်လဲဗျဒီနေ့တော့မြင်းကလင်ကြီးထပ်လုပ်ပြီးနေပြီးတော့မှမဟာပထဝီမြေကြီးကထပ်မံအသိပေးပါတယ်အရှိကလည်းမဟာပထဝီမြေကြီးလှုပ်ခါအသိပေးတယ်လို့ရေပြည်နေပွက်ပွက်ဆူကရေကြီးအသိပေးခဲ့ပြီးပါပြီကိုဗစ်မင်းအောင်လိုက်အာနာသိပ်ရဲ့နောက်ပိုင်းကိုဗစ်ဖြစ်တဲ့အခါအောက်ဆီဂျင်တွေမပေးပဲပြည်သူလူထုအမြောက်များစွာတေကြီးပျက်စီးခဲ့တာတွေအကြောင်းမဲ့ကလင်းငယ်တွေရဟန်းတန်ကားတွေဘုံကျဲတက်တာတွေတိုက်ပြည်ရဲ့ပြည်သူလူထုပေါ်ရက်ဆက်တပ်ဖက်အချမ်းဖက်ရှုံးမာခဲ့တာတွေအတွက်ကျမဝိဘတ်နောက်ပိုးတက်ဝိဆိုတာနောက်ဘောကမကူဘူးဆိုတာကိုကျွန်တော်တို့မကြခင်တွေ့မြင်ကြရတော့မလားလူကြီးမင်းတို့သဘောထားလဲပြောပြခဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို